如果မောင်းသိပြီးသူ့ရဲ့ heavyweight ချန်ပီယံခပတ်ကိုအရပြန်ယူသွားမယ်ဆိုတဲ့မာလီကင်အနာတိုလီမာလီကင်ကတော့လာမယ့်နိုဝင်ဘာလအတွင်းမှာရှင်ပြိုင်ထိုးတတ်မယ်ပြိုင်ပွဲအတွက်အခုကတည်းကစတင်ကျုံးဝလိုက်ပြီးဖြစ်တယ်လို့ဒီတစ်ခါမှာတော့သူ့ရဲ့ပြိုင်ပွဲဟောင်းကြီးကိုအမောင်းသိမယ်ဆိုပြီးတော့ကြွေးကြော်သွားခဲ့ပါတယ်။လာမယ့်နိုဝင်ဘာ16ရက်နေ့မှာတော့မြန်မာပရိသတ်တွေစောင့်မျှော်ကြည့်ရှုမယ့်ပွဲစဉ်ရှိတယ်လို့မြန်မာပရိသတ်တွေရဲ့ချစ်တော်ဖိုက်တာကြီးဖြစ်တဲ့အောင်လာအန်ဆန်ကိုဂုဏ်ပြုပေးမဲ့ဂုဏ်ပြုပွဲကိုလည်းရှူစားအားပေးသွားရဖို့ရှိနေကြတာဖြစ်ပါတယ်။လာမယ့်နိုဝင်ဘာ16ရက်နေ့ဂျပန်နိုင်ငံမှာကျင်းပမယ့်1173ပြိုင်ပွဲကိုတော့တွဲဆိုင်16ခုနဲ့ကျင်းပသွားဖို့ရှိနေကြတာပါ။ကောက်တွဲပြီးစူပါဘုံနဲ့နိုရီတို့ကဖေဒါဝိတ်ကစ်ဘောင်စင်ကမ္ဘာချန်ပီယံခပတ်လူပွဲကိုရှင်ပြိုင်သွားကြမှာဖြစ်ပြီးဒုကောင်တွဲဆိုင်ဖြင့်ရူရူအိုမာကင်နဲ့အနာတိုလီမာလီကင်တို့က heavyweight MMA World Champion လူပွဲကိုရှင်ပြိုင်သွားကြမှာလည်းဖြစ်ပါတယ်။အဆိုပါပွဲစဉ်မတိုင်ခင်မှာ Rotten နဲ့ Naoro ရဲ့ Flyweight မွေတိုင်းကမ္ဘာချန်ပီယံလူပွဲကလည်းပရိသတ်တွေအတွက်စိတ်ဝင်စားစရာဖြစ်စေမယ့်ပွဲစဉ်တစ်ပွဲပြင်ပါဝင်နေပြီး Navi R99 နဲ့ Angadi တို့ရဲ့ Bantamweight မွေတိုင်းကမ္ဘာချန်ပီယံလူပွဲကလည်းပရိသတ်တွေအကြိုက်တွေ့စေမယ့်ပွဲစဉ်ပြင်ပါဝင်နေခဲ့ပါတယ်။Yuki Yosa နဲ့ Superland Stanford နဲ့ Morimoto တို့ရဲ့ကစ်ဘောင်စင်ပွဲစဉ်တွေကလည်းစိတ်ဝင်စားဖို့ကောင်းနေခဲ့သလိုတာအဲကူချီနဲ့အာလူကန်တို့ရဲ့ heavyweight MMA ပွဲစဉ်ကလည်း Lebanon Stand ကြီးစုသွားရမယ့်ပွဲစဉ်တွေပြင်ပါဝင်နေကြတာပါ။အဲဒါကြောင့်1173ပြိုင်ပွဲမှာပရိသတ်တွေအတွက် Lebanon Stand အားပေးသွားမယ့်ပွဲစဉ်တွေအများပြားပါဝင်နေကြတာဖြစ်သလိုကချင်သားကြီးအောင်လာအန်ဆန်ကိုလည်း Hall of Fame ဆုနဲ့ဂုဏ်ပြုချီးမြှင့်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ပရိသတ်တွေအတွက် Lebanon Stand အားပေးသွားရအောင်မှာဖြစ်ပါတယ်။အဆိုပါပွဲစဉ်တွေထဲမှာတကယ်ကို share ချမ်းအောင်မဲ့ပွဲစဉ်တွေကတော့ Ruru Omar King နဲ့ Anatoly Malik တို့ရဲ့ပွဲစဉ်ဖြစ်ပြီးအဆိုပါ fighter ကြီးနှစ်ယောက်ဟာလွန်ခဲ့တဲ့2024နိုဝင်ဘာလအတွင်းမှာကျင်းပခဲ့တဲ့1169ပြိုင်ပွဲမှာရှင်ပြိုင်ထိုးသက်ထားခဲ့ကြသူတွေဖြစ်ပြီးအဲဒီတုန်းကတော့ split decision နဲ့အတူ Ruru Omar King ကအနိုင်ရသွားခဲ့ပါတယ်။မာလီကင်အတွက်ကတော့ပွဲနွမ်းလာခဲ့သမျှနိုင်ပွဲတွေရယူထားခဲ့ပြီး Ruru နဲ့အတွေ့မှာရှုံးပေးခဲ့ရတဲ့အပြင် heavyweight MMA ချန်ပီယံခပတ်ကိုပါဆွန့်လွတ်သွားခဲ့ရတာဖြစ်တဲ့အတွက်အတော်လေးကိုအခဲမချဖြစ်နေကြတာပါ။အခုဆိုရင် fighter နှစ်ယောက်စလုံးဟာပြိုင်ပွဲတွေနဲ့ဝေးကွာနေခဲ့တာတနေ့နီးပါးကြာမြင့်သွားခဲ့ပြီဖြစ်ပြီးတနေ့နဲ့8ရက်အကြာမှာပဲပြန်လည်ဆုံတွေ့ကြမယ့်ပွဲစဉ်တွေပတ်သက်ပြီး Anatoly Malik ကအခုလိုမျိုးလေးတိုက်သွားခဲ့ပါတယ်။အရင်ရှုံးပွဲတွေကကျွန်တော်ကိုပို့ပြီးတော့တမ်းပါစေသလိုပိုကောင်းတဲ့ fighter တယောက်ဖြစ်စေပါတယ်။အခုတော့မကြည်ပွဲထိုးဖို့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာမှာအဆင်သင့်ဖြစ်နေပါပြီ။ဘယ်ရာကမှတိုင်းစီလို့ရမှာမဟုတ်တော့ပါဘူး။အမဲလိုက်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ဒီချိန်တော့ဟိုရင်ကပုံစံဖြစ်တဲ့ Anatoly Malik ကိုပြန်မြင်ကြရပါတော့မယ်။ရှိသမျှခွန်အားတွေနဲ့ပြန်မဲ့ကိုလည်းထိုးပြီးဘောနဲ့ပါရအောင်ယူသွားမှာပါ။ကျွန်တော်ဂရီပေးတယ်။လာမယ့်နိုဝင်ဘာ16ရက်နေ့မှာပရိသတ်တွေကိုအကောင်းဆုံးချပြသွားမယ်။ရူကိုအမောက်သိပြီးကျွန်တော်ရဲ့ heavyweight champion ကပတ်ကိုရယူသွားမှာပါဆိုပြီးတော့ကြွေးကြော်သွားကြတာဖြစ်ပါတယ်။ပရမတိဆုံဝဲမှာမာလီကင်ရဲ့ weight က240ပေါင်သာရှိပြီးအဲ့ဒါကလည်းလက်သီးထိုးချက်တွေမြန်မြန်လေးထုတ်သုံးနိုင်အောင် weight အများကြီးမှတင်ထားတာဖြစ်နိုင်ပါတယ်။ရူကတော့258ပေါင်နဲ့ကစားသွားခဲ့တာဖြစ်တဲ့အတွက် weight ရ18ပေါင်လောက်ကွာဟနေကြတာပါ။ဒီချိန်တော့မာလီကင်တယောက် weight တင်လာမှသိကြပါတယ်။ဘာကြောင့်လဲဆိုရင်ပရမတိချိန်ဆုံးတွေ့မှုမှာရူကသူ့ကိုလွယ်လွယ်ကူကူနဲ့ကင်ပေါက်ပြသွားခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့ခက်တာကမာလီကင်ရဲ့အားပြင်းတဲ့လက်သီးထိုးချက်တွေကိုရူတယောက်ခံနိုင်ရှိနေကြတာပါပဲ။ပရမအချိန်တွင်းဆုံမှုမှာချက်ကောင်းထီယာက4ချက်လောက်ရှိခဲ့ပေမဲ့ရူကတော့အကြောက်တိုင်ကြီးတစ်ခုလာလဲကျသွားခြင်းမရှိတာကိုမြင်တွေ့ခဲ့ရတာပါ။အဲဒီအတွက်အနာတိုလီမာလီကင်တယောက်ဝေတန်းတူအောင်တင်လာပွဲပဲရှိသလိုလက်သီးချက်တွေကိုပိုပြီးတန်မာလာအောင်ပြင်ဆင်လာဖို့လိုအပ်နေကြတာလည်းဖြစ်ပါတယ်။